Hello အားလုံးပဲမင်္ဂလာပါကျမတို့အနွယ်လေးမှာစေဝပညာရှင် pharmacist တူဖြစ်ပါတယ်ကျမကဒီနေ့ပြပြသွားမယ့်အဆေးလေးအကြောင်းကsynchro ဆိုတဲ့အားဆေးလေးအကြောင်းကိုပြပြသွားပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီ synchro ဆိုတာကကြတော့ဘာဆေးလဲပြီးတော့သူ့ထဲမှာပါဝင်တဲ့ active constituent တွေကဘာတွေဖြစ်မလဲပေါ့နော်ပြီးတော့ခါကြတော့ဘလို့အာနိသင်တွေရှိမလဲဘလို့အခြေအနေတွေမှာသုံးလို့ရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျမကဘူးတုတရရှိသွားပြပြသွားပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီ profile လေးကိုကြည့်လိုက်ပြီဆိုရင်ဒါဆေးတွေအကြောင်းကိုလည်းဒါသိရှိသွားမယ်ပြီးတော့ခါကြတော့ကိုကပေါ့နော်ဒီ synchro တောက်သုံးနေတဲ့သူရှိခဲ့မယ်ဆိုရင်လည်းကိုတောက်နေတဲ့ဆေးကဘလို့အာနိသင်ရှိလဲစောင်းရင်နေဘာတွေစောင်းတက်လဲဘာတွေရှောင်းတက်လဲဆိုတာလေးကိုသိရှိသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ video file လေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့အားလုံးပဲသိချင်နေကြလိမ့်မယ်ပေါ့နော် synchro ဆိုတာကဘာဆေးလဲပေါ့ပြီးတော့ဘလို့အကျိုးအာနိသင်တွေရှိတယ်ဒီပေါ့နော် ingredient တွေပါဝင်နေလဲဆိုတာလေးကိုဒါသိချင်နေကြလိမ့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီထဲမှာဘာပါလဲဆိုတာလေးကိုကျွန်မကပြပြသွားပြီเนาะsynchro ထဲမှာဆိုရင်ပါဝင်တဲ့ဒီ ingredient တွေကကြတော့ active constituent တွေကကြတော့ဒီ cinnamon cassia ပေါ့နော်အဲ့ဒီဒီသူက herbal ကနေရတယ်ပေါ့နော်ဒီဆေးဘက်ဝင်အပင်တွေပါဝင်မယ်เนาะပြီးတော့ခါကျတော့ဒီ chromium picolinate ဆိုတဲ့ဆေးပါတယ်เนาะအဲ့ဟာကျတော့အခုပြတ်သွားတဲ့ဒီ constituent တွေကဘလို့အာနိသင်လေးရှိလဲဆိုတာကိုကျတော့ကျွန်မနောက်ထပ် slide မှာပြောပြသွားမယ်เนาะအခုကတော့ synchro ထဲမှာပါဝင်တဲ့ဒီ ingredient တွေကြောင့်ဖတ်ပြနေရပဲဖြစ်တယ်ပေါ့เนาะပြီးတော့ခါကျတော့ဒီ နောက်တစ်ခုကကျတော့ဒီ chromium ပေါ့เนาะ chromium ပါဝင်တယ်chromic chloride hexahydrate ဆိုတဲ့ဒီ chromium ပါတယ်နောက်တစ်ခုကကျတော့ဒီ ascorbic acid ဆိုတဲ့ဒီ vitamin C ပါတယ်ပေါ့နော်သူကတော့75 mg လောက်ပါတယ်ပေါ့နော်ပြီးတော့ခါကျတော့ဒီအရေပြားနဲ့ဒီ hair ပေါ့နော်စပင်းတွေအတွက်အကျိုးရှိမဲ့ဒီ biotin ဆိုတဲ့ဆေးလေးတွေပါဝင်တယ်ပေါ့နော်အဲ့တော့ဒါသူ့ထဲမှာပါဝင်တယ်ဒီ active ingredient ကိုကျွန်မပြသွားရဖြစ်တယ်ပေါ့နော်အဲ့တော့သူကဘာဆေးလဲဆိုတော့အဓိကကတော့ဒီအာနိသင်ဒီခနာကိုယ်အတွက်အကျိုးအာနိသင်ရှိမဲ့အားဆေးတစ်မျိုးပဲဖြစ်တယ်ပေါ့နော်ခနာကိုအကျိုးပြုမဲ့ဒါ supplement အားဆေးလေးပဲဖြစ်တယ်ပေါ့နော်ပြီးတော့ခါကြတော့သူကဒီအဓိကကတော့ဒီ glucose ပေါ့နော် glucose metabolism ကိုသူကကူညီပေးရပါပေါ့နော်ကျမတို့ glucose တွေဖြိုဖျက်တဲ့အခါမှာခြေဖြတ်တဲ့အခါမှာဆိုရင်ဒါအထောက်ပံ့ဖြစ်တာပေါ့နော်ကူညီပေးတဲ့ဆေးတစ်မျိုးပဲဖြစ်တယ်ပေါ့နော်cinnamon cassia ပေါ့နော် cassia ဆိုတာကကျတော့ဒီပုံပါအတိုင်းပေါ့နော်အခုပြထားတဲ့ပုံလေးပေါ့နော်အဲ့ပုံတိုင်းပဲသူကကျတော့ဒီတစ်ချက်ဘိုးကောက်ပေါ့နော်တစ်ချက်ဘိုးကောက်ဖြစ်တယ်နော်တစ်ချက်ဘိုးကောက်လို့လည်းခေါ်တယ်ပေါ့နော်သူကတော့ဒီအဓိကအဲ့လိုမျိုးဟာဘယ်ကနေရတာပေါ့အဲ့ဒီတစ်ချက်ဘိုးကကျတော့သူဘယ်ကနေပြီးတော့မှရရလဲဆိုတော့သူ့ကိုဒီ Chinese ပေါ့နော် Chinese cassia လို့လည်းခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူကဒီတရုတ်နိုင်ငံပေါ့နော်ဒီတောင်ပိုင်းဒေသမှာစပြီးတော့မှသူကစပြီးတွေ့ရတယ်ပေါ့နော်စပြီးတော့ပေါက်တယ်ပေါ့နော်ဒီအပင်ကနေပြရရှိတဲ့ဒီတကြပိုးခောက်ပေါ့နော်ပြီးတော့ခါကြတော့မှသူဒီနောက်ပိုင်းကြတော့မှအဲ့ကနေစပြီးတော့မှဒီတရုတ်နိုင်ငံအရှေ့တောင်အာရှဒေသတွေမှာဒါရရှိနိုင်တဲ့အပင်တစ်မျိုးပဲဖြစ်တယ်ပေါ့နော်သူကတော့အဓိကတော့ဘယ်မှာသုံးလဲဆိုတော့ကျမတို့ဒီအစားအသောက်တွေပေါ့နော်ဒီကျမဟင်းကြီးချက်တဲ့အခါမှာဆိုရင်ဒါအမွှေးနှံတာအနေနဲ့flavoring agent အနေနဲ့သူ့ကိုသုံးနေပေါ့နော်ပြီးတော့ခါကြတော့ဆေးအနေနဲ့ကြတော့သူကဘယ်လိုအာနိသင်တွေပေးလဲဆိုတော့ကျမတို့ဒီစီးဂျိုပေါ့နော်စီးဂျိုသူက glucose metabolism ကိုသူကဒီမှန်ကန်စရာပုံမှန်ဖြစ်အောင်လုပ်ပေးတာဖြစ်တဲ့အတွက်ကျမတို့စီးဂျိုယောဂတဲ့တွေမှာဆိုရင်လည်းဒီဆေးကိုပေးလို့ရှိရပေါ့နော်ပြီးတော့ခါကြတော့ဒီ pre-diabetic ပေါ့နော်ဒီစီးဂျိုတော့မဖြစ်သေးဘူးဒါပေမဲ့စီးဂျိုဖြစ်ဖို့စီးကြုံမဖြစ်ခင်ပေါ့နော်ခြေပြေးလက္ခဏာလေးတွေခံစားနေရမယ်ဆိုရင်လည်းဒါအကျိုးအာနိသင်ရှိရပေါ့နော်ဒီ cinnamon ရဲ့အကျိုးအာနိသင်ကကြတော့အဲ့လိုစီးကြုံလက္ခဏာတွေမှာဆိုရင်သူတက်တာစေရပေါ့နော်ပြီးတော့ခါကြတော့ဒီ obesity ဆိုရဲကျမတို့အဝလွန်တာတွေနော်ပြီးတော့ဒီအစာအိမ်နဲ့ပတ်သက်ပြီးတော့လည်းဒီလေထိုးတာလေအောင်တာပေါ့နော်ကျမတို့လေနဲ့ပတ်သက်တဲ့ယောဂတွေမှာဆိုရင်လည်းသုံးတယ်ပြီးတော့ဒီကြက်သားတွေပေါ့နော်ကြက်သားတွေပြီးတော့ခါကြတော့ကျမတို့ဒီအစာအိမ်တွေပေါ့အစာအိမ်တွေတောင့်ပြီးအောင်ပြီးနာတာတို့တက်သားတွေတင်းပြီးတောင်ပြီးနာတာတို့အဲ့လိုမျိုးဒီတင်းတောင်ပြီးနာတဲ့ဆုပ်ဆွဲထားသလိုမျိုးနာတဲ့ပေါ့နော်ဒီ spasm ဆိုတဲ့လက္ခဏာတွေမှာဆိုရင်လည်းသုံးတယ်ပေါ့နော်
ပြီးတော့သူကဒီ nausea ဆိုတဲ့ပြုတ်ခြင်း engine ဖြစ်တာတွေ vomiting ဆိုတဲ့ engine တွေပြီးတော့ diarrhea ဆိုတဲ့ဝင်းလျှောတဲ့အခါမှာဆိုရင်လည်းဒါဒီဆေးကအကျိုးအနိသင်ရှိရပေါ့နော်ပြီးတော့အခါကျတော့ဒီinfection ပေါ့နော်တခုခုဝင်လို့ကျွန်တော်ဖျားတာကိုမုန်းကိုရတာပေါ့နော်ပြီးတော့အခါကျတော့ဒီအစာစားခြင်းစိတ်မရှိတာပေါ့အစားတောက်ပြတ်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီcinnamon ကအကျိုးအနိသင်ရှိရပေါ့နော်စင်နမွန်ကကောင်းကျိုးတွေရရှိစေရပေါ့နော်အစားတောက်ပြတ်တဲ့အခါမှာဆိုရင်လည်းသူကကောင်းတယ်ပေါ့နော်ပြီးတော့အခါကျတော့သူ့ရဲ့ side effect ကတော့ကျွန်တော်အများကြီးစားမိရင်တော့အသေးကိုသွားပြီးတော့ damage ဖြစ်နိုင်တယ်ပေါ့နော်အများကြီးတော့စားလို့မရအောင်အလွန်ကျွံစားလို့မရအောင်เนาะအသေးကိုသွားပြီးတော့ထိခိုက်နိုင်တယ်ပြီးတော့အခါကျတော့mouse ဗာလဲဆိုရင် mouse sore ဆိုရဲပေါ့နော်ပါးစပ်မှာအနာဖြစ်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီ blood sugar ပေါ့နော်သွေးရင်းတကြားတဲ့ပမာဏကိုသူအများကြီးနည်းသွားစေနိုင်တယ် low ပေါ့နော်အရန်ကျသွားစေနိုင်တယ်ပေါ့နော်ပြီးတော့အသက်ရှူရတဲ့ problem ဖြစ်လာနိုင်တယ်ပေါ့နော်ဒါအများကြီးစားမိပြီဆိုရင်တော့ဒါသူ့ရဲ့ side effect တွေရရှိနိုင်တယ်ပေါ့နော်နောက်ပါဝင်မှုတစ်ခုကကြတော့ဒီ chromium picolinate ပေါ့နော်ဒီ chromium picolinate ကကြတော့သူကဒီ blood sugar metabolism ကို support လုပ်ပေးတာเนาะဒီခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီသွေးရင်းတကြားတက်ပမာဏတွေเนาะအဲ့ဒါတွေဒီသူတို့တွေရဲ့ဒီဇီဝကမ္မဖြစ်ပျက်မှုတွေမှာသူကကုညီထောက်ပံ့ပေးတာပေါ့နော်အဲ့တော့ဒီ chromium ဆိုတာကကြတော့သူဘယ်လိုပုံစံလေးလဲဆိုတော့ဒီ reddish pink mineral supplement ပေါ့နော်သူအရောင်ကတော့အနီအောင်တန်းနေတဲ့ဒီပန်းစီအောင်ပေါ့နော်ပန်းစီအောင်တန်းနေတယ်ဒီ mineral လေးပဲဖြစ်တယ်ပေါ့နော်သူကဒီအဲ့လိုအစားအသောက်တွေเนาะပြီးတော့ခါကြတော့ဒီဆေးတွေပေါ့ supplement တွေထဲမှာပါဝင်နေပေါ့နော်သူကလေဒီသွေးရင်းမှာဒီ cholesterol ပမာဏတွေမြင့်တက်နေရကိုသူကကျစီရယ်ပြီးတော့ဒီကျမတို့အဓိကတော့ဒီ chromium ပေါ့နော် deficiency ဖြစ်တဲ့အခါတွေမှာဆိုရင်သုံးတယ်ပေါ့နော်သွေးစစ်ကြည့်လိုက်လို့ကျမတို့ခန္ဓာကိုယ်တွေက chromium တွေနည်းနေပြီဆိုရင်ထုံထားပြီဆိုရင်ကျမတို့လိုအပ်တယ်ပေါ့နော်ဒီ chromium ငါလိုအပ်တယ်เนาะအခါကျရင်ပေးတယ်ပေါ့နော်ပြီးတော့သူကဒီသွေးရင်းတကြားတက်ပမာဏကိုထိန်းချုပ်ပေးတယ်ပေါ့နော်ပြီးတော့ weight loss ရစေတယ် weight loss supplement တွေမှာဆိုရင်လည်းဒါသုံးတယ်ပေါ့နော်အဲ့တော့ဒါကကြတော့ chromium ရဲ့အာနိသင်ပေါ့နော်နောက်ထပ်ပါဝင်မှုတွေကကြတော့ဗိုက်တာမင် C ပါဝင်တဲ့အတွက်သူကအဲ့လိုမျိုးဒီကိုခံအားကောင်းမယ်ပေါ့နော်ပြီးတော့အနာတွေရှိမယ်ဆိုရင်လည်းအနာတွေပါမြန်ကျက်စေမယ်ပေါ့နော်ဖျားနာတာဖြစ်တဲ့အခါမှာဆိုရင်ဗိုက်တာမင် C ပါဝင်တဲ့အတွက်ဖျားပေါ့နော်ဒီမြန်တက်တာစေတာတို့ပါလို့ပေါ့နော်မြန်တက်တာစေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်နော်အဲ့တော့ဒါကကြတော့ဒီ ascorbic acid ရဲ့အာနိသင်ပေါ့ပြီးတော့ဒီbiotin ဆိုတာလည်းပါသေးတယ် biotin ကကြတော့ကျွန်တော်အားလုံးပဲသိကြတဲ့အတိုင်းပေါ့နော်ဒီသိကြမယ်အတိုင်းပဲသူကဒီအရေးပြားတွေစပင်ပေါ့နော်စပင်တွေကျန်းမာမှုအတွက်သူကအရေးပါတယ်ပေါ့နော်ပြီးတော့ဒီ fatty acid တွေ glucose တွေပေါ့နော်အဲ့ဒါတွေကိုသူကbiotin ကကြတော့ဒီ fatty acid တွေဒါ glucose တွေကိုဖြစ်စေရပေါ့နော်ပြီးတော့ဒီ amino acid တွေ carbohydrate တွေပေါ့အဲ့ဒါတွေကိုသူကဒီ metabolize ပေါ့နော်ဇီဝကမ္မဖြစ်ပျက်မှုတွေမှာဆိုရင်ဒါဒီ biotin ကလိုအပ်တယ်ပေါ့နော်ဒါခန္ဓာကိုယ်ရဲ့ဒီ metabolism တွေမှာဆိုရင်ဒါလိုအပ်တယ်ပေါ့နော်ပြီးတော့ဒီ heart problem ပေါ့တော့နှလုံးနဲ့ပတ်သက်တဲ့ဒီ problem တစ်ခုခုရခဲ့မယ်ဆိုရင်လည်းဒါပေးရပြီးတော့ high blood level ပေါ့နော်ဒီသွေးထဲမှာ cholesterol level တွေမြင့်တက်နေတဲ့အခါမှာဆိုရင်လည်းဒါပေးရပေါ့နော်အဲ့တော့ဒီပေါ့နော်ဆေးရဆိုရင်ဒါ glucose level တွေကိုသူကထိန်းညှိပေးရပြီး cholesterol ပမာဏကိုလည်းသူကရော့ချစေနိုင်တယ်ပေါ့နော်အဲ့တော့ဒါဒီထဲမှာပါဝင်တဲ့ active ingredient တွေရဲ့ကောင်းကျိုးတွေကဘာတွေလဲဆိုတာကိုကျွန်မကပြသွားပေးရပဲဖြစ်တယ်ပေါ့နော်indication ကတော့ကျွန်မအစွမ်းကပြောသွားတာတော်တော်လေးဒီထဲမှာပါဝင်တဲ့ active ingredient တွေအကြောင်းနောက်ထောင်လိုက်တာ ਨੇ ဒါပဲလို့သုံးလဲဆိုအောင်သိရှိသွားလိမ့်မယ်ပေါ့နော်အဲ့တော့သူကလေဒီကျွန်တော်တို့ဒီခန္ဓာကိုယ်တွေက sugar တွေ protein fat တွေပေါ့အဲ့ဒါတွေဖြိုခွဲတဲ့အခါမှာသူဇီဝကမ္မဖြစ်ပြတဲ့အခါမှာဆိုရင်ဒါကုညီပေးရပြီးတော့ဒီ blood sugar level ကိုလည်းသူကထိန်းညှိပေးရเนาะကျွန်တော်တို့ဒီသွေးထဲမှာသွေးရင်းတကြားတဲ့ပမာဏ level ကိုလည်းဒါပုံမှန်ဖြစ်အောင်ပေါ့နော်လုပ်ပြီးရဖျားတဲ့အခါမှာသုံးတယ်ခေါင်းကိုက်တဲ့အခါမှာသုံးတယ်ပေါ့နော်ပြီးရင်ကျမတို့သွားကိုက်တာတွေ menstruation လာတဲ့အခါမှာဆိုရင်နာကျင်မှုတွေရရှိတာတွေမှာဆိုရင်လည်းဒါပေးလိရှိရပေါ့နော်ပြီးရင်ဒီအစစ်ရောင်တာတွေကြက်သားနာတာတွေအေးမိတာတွေပေါ့နော်ဖြစ်တဲ့အခါမှာဆိုရင်လည်းဒါအားစေးအနေနဲ့ဖြစ်ဆက်စာအနေနဲ့ဒါပေးလိရှိပါတယ်နော်
အဲ့တော့ဘလို့တောက်သုံးသင့်လဲပေါ့နော်ဘလို့တောက်သုံးသင့်လဲဆိုတော့ဒီဆေးကိုတစ်နေ့ကိုတစ်လုံးပေါ့နော်နေ့စဉ်တစ်နေ့ကိုတစ်လုံးပြီးတော့အစာနဲ့စားသင့်တယ်ဒါမှမဟုတ်ရင်လည်းပေါ့နော်ဒီဆရာဝန်တွေရဲ့ညွှန်ကြားချက်နဲ့သူတို့ရဲ့ညွှန်ကြားချက်နဲ့တောက်သုံးသင့်တယ်ပေါ့နော်ပြီးတော့ခါကျတော့ဒီဆေးကအားဆေးပဲဖြစ်တယ်ပေါ့နော်အားဆေးပဲဖြစ်တဲ့အခါကျတော့သူ့ထဲမှာကပြီးတော့ပါဝင်တာကကြတော့ဒီပဲနဲ့ပတ်သက်တဲ့ product တွေပါဝင်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးပဲနဲ့ဒီပတ်သက်တဲ့ပေါ့နော်allergy ရှိတာတွေเนาะမတည့်တာတွေဆိုရင်တော့သတိထားသင့်တာပေါ့နော်ပြီးတော့သူကအားဆေးsupplement ဖြစ်တဲ့အတွက်ဒီဟိုကကိုပုံမှန်စားနေရဲ့အစားအသောက်ကိုမစားဘဲနဲ့တော့နေလို့မရဘူးပေါ့နော်သူကတော့မစားဘဲနေလို့မရဘူးပေါ့နော်ပုံမှန်အစားအသောက်ကိုလည်းအဲ့လိုစားပေးတင်တယ်ပေါ့နော်ဒါဟိုလိုမျိုးဖြည့်ဆက်စားရင်မဟုတ်ဘူးလေအာဟာရမုန့်တွေမဟုတ်တဲ့အတွက်ပုံမှန်အစားအသောက်စားပေးတင်တယ်အစားစားပြီးတော့မှတနေ့တစ်လုံးအဲ့လိုမျိုးပုံမှန်တောက်သုံးလို့ရတဲ့အားဆေးတစ်မျိုးပဲဖြစ်တယ်ပေါ့နော်ကျွန်မအခုပြပြသွားပေးရတာကြတော့ synchro ဆိုတဲ့အားဆေးလေးကြောင့်ပြသွားပေးရပဲဖြစ်ပါတယ်အဲ့တော့ဒီ synchro ဆိုတဲ့ဆေးကိုတိကျမဲ့သူတွေရှိလိမ့်မယ်ကြားဘူးတဲ့သူတွေရှိလိမ့်မယ်ကိုယ်တိုင်တောက်သုံးနေရတဲ့သူတွေရှိလိမ့်မယ်เนาะတကယ်လို့မသိသေးဘူးဆိုရင်လည်းဒါကိုကဆေးတစ်မျိုးနဲ့ပတ်သက်ပြီးတော့ဒါဘူးတုဒရရှိသွားလိမ့်မယ်ပေါ့နော်တောက်သုံးနေတဲ့သူတွေရှိမယ်ဆိုရင်လည်းကိုတောက်နေတဲ့ဆေးကဘာဆေးလဲဘလို့အာနိတင်နေရှိရလဲဆိုတာလေးကိုဘူးတုဒရရှိသွားလိမ့်မှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျမရဲ့ဗီဒီယိုဖိုင်လေးကအကျိုးတစုံတရာရှိခဲ့မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုတခြားသူတွေသိရှိနိုင်မှုအတွက် sharing လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ပြီးတော့ကျမရဲ့ဒီ channel လေးကနေပြီးတော့ဒီဆေးပညာဘူးတုဒတွေကိုပေါ့နော်ကျမကနေ့စဉ်ပုံမှန်တင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျမတို့နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်